안녕하세요 여러분. 지니마로 디 topic 2 writing နဲ့ကနံပါတ်51ကလေးကိုအတူတူဖြည့်ကြည့်မလို့ဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင်မိကွန်းလေးကိုစပြီးဖတ်မယ်ပေါ့နော်။အဲ့တော့မိကွန်းလေးစမဖတ်ခင်မှာ51ရဲ့ပုံစံလေးကိုနည်းနည်းပြောပြရလို့ရှိရင်သူကဒီလိုမျိုးဒီဂေရှိဖန်ကြော်ညာလေးတွေနောက်တစ်ခုဖိတ်စာလေးတွေเนาะ email လေးတွေဒါမျိုးလေးတွေလာတတ်ပါတယ်အဲ့တော့ဒီစာပိုက်ကိုဖြည့်နိုင်မှုအတွက် key point ကဘာလဲဆိုရင်တော့စာပိုက်ကိုတည်တည်ချာဖတ်မယ်စာပိုက်ရှေ့နောက်ကိုတည်တည်ချာဖတ်မယ်ဆိုရင်တော့ဒီစာပိုက်ကဖြည့်လို့လွယ်မှာဖြစ်ပါတယ်နောက်တစ်ခုဒီကိုကပေါ့နော် writing အရန်ကျွမ်းနေဆိုရင်တော့မှပဲ51 52မှာအရန်ကြီး writing scale တွေကိုထုတ်ပြဖို့မလိုပါဘူးစာပိုက်ထဲကပေးထားတဲ့ vocab ကိုရှာမယ်စာပိုက်ထဲကပေးထားတဲ့ grammar ကိုပဲသုံးပြီးတော့တတ်နိုင်တဲ့လောက်ရေးမယ်ပေါ့အဲ့ဒါဆိုရင်တော့အမှတ်ကကျွန်တော်တို့သူတို့ပေးထားတဲ့10မှတ်လုံးရမှာဖြစ်ပါတယ်အဲ့တော့ကိုကအရန်ကြီး writing ကျွမ်းကြောင်းပြပြီးတော့အများကြီးရေးဖို့မလိုပါဘူးအများကြီးရေးချင်ရောတို့ကစီ54မှာရေးလို့ရပါတယ်အဲ့တော့ဒီနေ့ကတော့51အတွက်ကိုအရင်ပြပေးမှာပေါ့နော်အဲ့တော့51မှာဆိုရင်သူကခြားယူခဲ့ရှိဖန်းဆိုတဲ့ဗန်းရေးထားတဲ့အကြောင်းလေးကိုပြပေးမှာဖြစ်ပါတယ် into the help ကိုဒါရတော့မဖတ်လဲရပါတယ်제목가 어디로 이사하는 것이 좋을까요? 배우 A병이 까오말래 이사하다 서 A병나 보노 여러분 A병네 안녕하세요 외국인 유학생입니다 민글라바 냉가자다 장나 피바래 기숙사 생활이 불편해서 이번 방학에 이사를 땡땡땡 디 기숙사 생활 사우마니아라가 불편해서 심비로 보노 데뷔어 심비에 또 이번 방학에 디드카 디 짱베이야마 이사를 꼴랐대 앵고래 꼴랐매래 하비 아우자랑 사비요 파지 값이 사고 좀 깨끗한 동네면 좋겠습니다 그럼 에이지가 따따비로 따따 시신 핀니데 따따 시신 시데 디ရက်ကွက်လေးတာဖြစ်မယ်ဆိုရင်ရက်ကွက်ပေါ့နော်ရက်ကွက်ဖြစ်မယ်ဆိုရင်ကောင်းပါပဲဆိုလိုချင်တာကအိမ်ဈေးတက်တာမယ်အိမ်လည်းတက်မယ်ဒီလိုရက်ကွက်တက်မယ်ဆိုရင်ကောင်းပါပဲတဲ့그런데ဒါပေမဲ့လေတဲ့여러분ဒီလိုမျိုးကောင်လေးတွေကိုအရန်ကြည့်ရမယ်။ဘာကြောင့်လဲဆိုသူတို့တွေကစာကြောင်းတွေမှာအဓိကဆက်ပေးတဲ့ main တွေပဲပေါ့နော်။အဲ့တော့ Gronde ဒါပေမဲ့လို့ပြောလိုက်တာနဲ့စဉ်းစားကြည့်ရအောင်။ရှေ့စာကြောင်းနဲ့နောက်စာကြောင်းကတူပါမလား။မတူနိုင်ဘာကြောင့်လဲဒါပေမဲ့လို့ပြောထားတယ်နော်။အဲ့တော့မတူနိုင်ဘူး။အဲ့ဒီတော့အနောက်မှာစာကြောင်းကဆန့်ကျင်ဘက်လာမယ်ဆိုတာကိုစဉ်းစားရမယ်ပေါ့။ Okay. Gronde 어느ဒါပေမဲ့어느 배ပေါ့နော်배 땡땡땡 잘 모르겠습니다. 배 꼴랄레스라 띠바부래. 무엇을 아시면 추천 부탁드립니다. 내가 깡깡리면 띠매소인 추천 recommend 로비부 어쩌 부탁드립니다. 아꾸니 다음 말에 추천하다 자 recommend 베야 뭐나? recommend 로비부 어쩌 아꾸니 다음 말에 အဲ့တော့ဟုတ်ပြီပြန်ပြီးတော့စာကြောင်းကိုဖတ်ပြီးတော့တုံးတက်ကြည့်မယ်ဆိုလို့ရှိရင်ဂီဆုခစာစင်ဝါကအစ်မပြေတာကြောင့်မို့လို့ဒီတစ်ခေါက်ပိတ်ရက်မှာ तू ဘာလုပ်မယ်လို့ပြောလဲဘာလုပ်မယ်လို့ထင်လဲအောက်လေးကိုဖတ်ကြည့်လိုက်တော့ तू ကအိမ်ကိုမပေါ့နော်ဒီနေရာကောင်းလေးရှိညွှန်ပေးပါအောင်အပေါ်မှာလဲခေါင်းစဉ်မှာ तू ကဘဲကိုပြောင်းရင်ကောင်းမလဲလို့ပေးထားတာဖြစ်တယ်တော့တချို့တို့ဒီမှာအိမ်ပြောင်းမလို့ပါဆိုတဲ့စာကြောင်းကိုရေးလို့ရအဲ့တော့ဒီမှာစာကြောင်းဘယ်လိုလေးရေးလို့ရလဲကြည့်ကြည့်အောင်နော်ဟုတ်ပြီအဲ့တော့ဒီအဖြေလေးအတွက်ဆိုရင်ဒီလိုမျိုးနှစ်ကြောင်းလေးဖြေလို့ရတယ်အဲ့တော့တခြားကိုဖြေတတ်တယ်ဆိုလို့ရှိရင်လည်းဖြေလို့ရတယ်ဒါပေမဲ့တက်နိုင်ဆုံးကတော့ဒီစာပိုက်ထဲကပေးထားတဲ့ vocab ကိုယူသုံးတာအကောင်းဆုံးပဲဒီမှာကြည့်လိုက်တောက်လျှောက်သူကလေအီစာဟာမျိုးပြောလာဖြစ်တယ်တချို့အိမ်ပြောင်းနေဆိုအီစာဟာတာဆိုရယ် main verb ကိုပဲယူလိုက်တယ်ပြီးသွားပြီဆိုရင်ဒါသူ့ရဲ့အစီအစဉ်ကိုပြောနေတာဒီတစ်ပတ်ပိတ်ရက်မှာတော့ငါကအိမ်ပြောင်းမလားလို့တွေးနေတာပါသူ့ရဲ့အစီအစဉ်ကိုပြောတဲ့အခါမှာဒီ grammar တွေကိုသုံးလို့ရပါတယ်ဒီ grammar တွေဆိုတာဘာတွေလဲဆိုလို့ရှင်lyogo 합니다 verb ဖို့လောက်ထားပါတယ်계획입니다အစီအစဉ်ထားပါတယ်ဆိုတဲ့ဟာမျိုးလေးသုံးလို့ရတယ်အဲ့တော့အစီအစဉ်လောက်တာနဲ့ပတ်သက်ပြီး grammar တွေအများကြီးရှိတဲ့နေရာမှာကိုကအများကြီးမမှတ်နိုင်တော့ဘူးဆိုဒီနှစ်ခုတည်းကိုမှတ်လို့လုံလောက်ပါတယ်ဒီနှစ်ခုတည်းကိုမှတ်လိုက်တာနဲ့ဒီနံပါတ်1အတွက်ပြီးမယ်9မှတ်ကအပြည့်ရပါတယ်ရောပေါ့9မှတ်မရမှာစိတ်မပူပါနဲ့အဲ့တော့ဒါကြောင့်မို့လို့ဒီ grammar တွေဆိုရင်ဒါလွယ်တယ်ကွာ level 2လောက်မှာရှိတဲ့ grammar တွေဖြစ်တဲ့အတွက်ဒီလိုမျိုး direct grammar လေးတွေပဲရေးပြီးရပြီပေါ့နော်တက်တက်ကြီးအမြင့်ကြီးအားကြီးသုံးစရာမလိုပါဘူးအဲ့ဒါကနံပါတ်1အတွက်ရဟုတ်ပြီအဲ့တော့နံပါတ်2ကိုတော့ကြည့်အောင်치값이 사고 좀 깨끗한 동네면 좋겠습니다. 인지를 따따비로 레시 인지를 따따비로 딴신에 예과 피노 가마베 다비멜리 어느 데 걸라데 잘 모르겠어요. 밥 피면 되나 여러분?
သူကနေရာကိုလည်းညှိုးပေးပါလို့ပြောတာဖြစ်တဲ့အတွက်အပေါ်မှာက तू ကကွာတန်ရှင်းတဲ့ဒီရက်ကွက်ကို तू လိုချင်တယ်အောက်မှာ तू နေရာလေးလည်းညှိုးပေးပါဂျားထဲမှာလည်းမိုးတို့ကစစ်မိတာမသိတော့ပါဘူးလို့ပြောထားတာဖြစ်တဲ့အတွက်သူဒီမှာရေးမယ်စာကြောင်းတေချာပေါက်ပါဖြစ်မလဲဆိုဘယ်ရက်ကွက်ကအဆင်ပြေမလဲဆိုတာ तू မသိဘူးဆိုတဲ့အဖေမျိုးပဲဖြစ်လိမ့်မယ်အဲ့အတွက်ကြောင့်မို့လို့ဘယ်ရက်ကွက်ကအဆင်ပြေမလဲမသိဘူးဆိုကိုကစာကြောင်းရေးတော့မယ်ဆိုရင်ရက်ကွက်ဆိုတဲ့စကားလုံးကိုလည်းအတင်ကနေမစင်းစားနဲ့ရတော့ဘူးဒီထဲမှာ तू ပေးထားတယ်အစိမ့်နဲ့တားလိုက်မနော်ထုံးနေလေအဲ့ဒါကိုပဲယူသုံးလိုက်နော်ထုံးနေဒါဆို grammar ရောဘာသုံးရမလဲဒီမှာကြည့်လိုက်ကောင်းတဲ့နေရာလေးရှိမယ်ဆိုရင်ညွှန်ပေးပါတဲ့ဒါဆိုရင်ဒီမှာချိုးခိုးစဒီဟာလေးကိုပြန်ယူသုံးလို့လည်းရတယ်အဲ့ဒါဆိုဘယ်လိုရေးကြမလဲကြည့်ကြည့်အောင်နော်ထုံးနေကအဲ့ရတော့ဒီမှာဆိုရင်အဖြေ၃မျိုးဖြေလို့ရတယ်어느 동네가 좋을지ဘယ်ရက်ကွက်ကဘယ်အဆင်ပြေမလဲဆိုတာ어느 동네가 괜찮을지ဘယ်ရက်ကွက်ကတူလိုက်တူပဲပေါ့နော်အဆင်ပြေမလဲဆိုတာ어느 곳이 좋을지ဘယ်နေရာကကောင်းမလဲဆိုတာဒီ၃ခုရဲ့ရောဘုံကအဆင်ပြေတဲ့အဖြေကိုယူသုံးလို့ရတယ်အဲ့ဒီထဲမှာသူပေးထားတဲ့အတိုင်းသုံးကျင်နေဆိုရင်တော့ဒီအပေါ်ဆုံးကတစ်ခုကပိုကောင်းတာပေါ့အကောင်းဆုံးပေါ့နော်အဲ့တော့ဒီလိုမျိုးဖြေလိုက်ပြီဆိုရင်ရောဘုံရဲ့အဖြေကတေချာပေါက်10မှတ်လုံးရပါတယ်ဘာကြောင့်လဲဆိုတော့သူပေးထားတဲ့ vocab ဖြစ်နေတဲ့သူပေးထားတဲ့ grammar ကိုပဲတဏ္ဍာန်လောက်သုံးထားတယ်ဖြစ်တဲ့အတွက်10မှတ်ကတော့ပြီးမလို့ပါဘူးအဲ့တော့ writing 51ကိုဖြေတဲ့အခါမှာဒီလိုမျိုးဖြေရတယ်52လည်းသူနဲ့အတူတူပဲထိုးနေလည်းကောင်းမယ်အရင်ကွာခြားတာမျိုးမရှိပါဘူးအဲ့တော့ဒီလိုမျိုးနည်းလမ်းလေးနဲ့တစ်ခါလောက်ဖြေကြည့်ပါနော်နောက်နေ့ကျရင်ဒီ51နဲ့ပတ်သက်ပြီးတော့ဖြေတဲ့အခါမှာဒီအစီအစဉ်ဆိုရင်ဘယ်လိုပြောတာလဲဘယ်ဟာအငင်းဆိုရင်ဘယ်လိုပြောတာလဲအဲ့ဒီ grammar လေးတွေလည်းအမှတရက်တင်မိပါဦးမယ်အဲ့တော့အဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကိုသိချင်တဲ့ content လေးရှိရင်လည်းပြောခဲ့လို့ရပါတယ်နော်